ရဧည့်သည်ပါမိတ်ဆွေတင်းကိုတရားထားခဲ့ရင်ဝမ်းမနေပါနဲ့တင်သွားမဲ့လမ်းကိုသူမလိုက်ချင်တော့လို့လည်းဖြစ်နိုင်သူသွားမဲ့လမ်းမှာတင်းကိုမခေါ်ချင်တော့လို့လည်းဖြစ်နိုင်ပါတယ်ဘယ်ကြီးကမှအစားဆုံးသူသွားမယ်လို့ဘယ်သူမှမတတ်မှတ်ထားပါဘူးဘယ်သူလဲမလဲတင်းအနေနဲ့တော့သွားနေအောင်မှာဖြစ်ပါတယ်ငင်ကတော့ကျွန်တော်လည်းတွေးခဲ့ဘူးတယ်အဖေနဲ့အမြင်နေမယ်အမေနဲ့အမြင်နေမယ်ဒီတငယ်ချင်းတွေဘယ်မှမခွဲဘူးငါချစ်သူနဲ့ငါတက်လုံးတူနေမယ်စားတဲ့အတွေ့ခဲ့ဘူးလေတကယ်တော့ကျွန်တော်တို့ကကန်ဆောင်လို့တန်နေရထားပုံမှာခဏလာတွေ့တာ။ဘာလို့လုံးစားလို့ထင်ခဲ့ကြတာပါ။ကိုရင်ဆင်းရတဲ့အခါသူတို့ကဆင်းလို့ခေါ်ပေးမဲ့လေ။သူတို့မလိုက်နိုင်ကြဘူး။သူတို့ရင်ဆင်းသွားအလဲမှာလေကိုအနေနဲ့လည်းမသွားနိုင်ခဲ့ဘူး။တွေ့တဲ့အချိန်ခဏလေးမှာကျွန်တော်တို့ချစ်ကြရဲ့တန်ရုံးနေတွေ့ကြတယ်။မုန်းကြရဲ့ဆဲကြဆူကြနဲ့အချိန်စင်ကိုလက်ကိုပြန်ရှောက်မှာဖြစ်ပါတယ်။ဒါကြောင့်တင်းပေါ်တဲ့လူတိတွေဝင်နိုင်သူတို့ပြန်ထွက်သွားမယ့်အချိန်ကိုပဲကြိုတွေးထားပါ။ကိုထားကြရမယ့်အချိန်ကိုပြင်ဆင်ထားပြီးသူတို့ထားခဲ့ရင်ဘာလို့ရှင်းတမ်းပြီးကြံနေရမလဲဆိုတာကြိုးစင်းထားပါသူတို့လာနေတော့ကိုတက်နိုင်တော့အော်ချင်ကကြိုးစားပါသူတို့မရှိရင်လည်းမိတ်ဆွေအနေနဲ့နေတတ်အောင်ပြင်ဆင်ထားပါမပြုံးနေတော့ခဏပဲခံရင်အမုန်းတွေလည်းကြာကြီးဝေးမထားပါနဲ့မိတ်ဆွေတွေ့ချင်တော့ဝမ်းသာအားနှုတ်ဆက်ကြရင်ပြင်ဆင်ရောက်ရင်လည်းဖတ်တယ်မထားပဲလမ်းခွက်တက်အောင်ကြိုးစားပါခဏလာပြီးခဏပြန်ထွက်သွားမယ်ဘသူ့ကိုမဆိုအတင်းကျပ်စောက်ပိုင်မထားပါနဲ့ဝင်လာပါစေပြန်သွားချင်သွားပါစေလာနေတော့လေးမှပြုံးနေပြီပြန်ထွက်သွားရင်လည်းငိုကန်းနဲ့ပြုံးထားပါဒါကြောင့်ရဧည့်သည်ပါဆိုတဲ့အကောင်းနိုင်အောင်ပါမိတ်ဆွေပွားတွေဘယ်သူပဲဝင်လာပြန်ထွက်သွားမယ့်အချိန်ကိုပါကြိုတွေးထားဖို့မမေ့ပါနဲ့ဟုတ်ကဲ့ဒီဗီဒီယိုလေးကမိတ်ဆွေတွေအတွေ့တစ်ခုရစီမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်